နမောင်လာပါတဲ့ဆန္ဒလာကိုပိုင်ဆိုင်စီဖို့ရှမ်းမစီချင်းကထွက်တဲ့ဒီနှစ်စီလေး၃မျိုးနဲ့မိတ်ဆက်လေးပေးလိုက်ပါရနော်ပထမဆုံးတစ်ခုကတော့ပိုးရိုက်တဲ့ရာသီမှာဥယျာဉ်ပြားကရရံပြီးစပင်းတွေကျွတ်နေပြီလားဒါဆိုရင်တော့ရှမ်းမစီချင်းရဲ့ရှားတောင်းစီရရှိပါရနော်သူကရှားတောင်းရဲ့အာနိသင်ကြောင့်ဥယျာဉ်ပြားပူတာတွေတက်တာစေပါရနော်အုံးစီဗီတာမင် E နဲ့ရှားတောင်းအနှစ်တို့ပေါင်းဆက်ထားလို့ဆန္ဒကိုအမိကနေအားဖြည့်ပေးပါရနော်ဥယျာဉ်ပြား6တွေ့ရာတွေကိုဖယ်ရှားပြီးလို့ဘောက်တွက်လည်းဆင်ပြေသေးပါရနော်တဘာဝအတိုင်းအေးမြတဲ့ခန်းစားချက်ကိုလိုချင်တော့ဒါလေးကိုရွေးချယ်လိုက်ပါနော်ဒုတိယတစ်ခုကတော့သပင်တွေကိုကြမ်းတက်ပြီးဖွာလန်ကျဲနေလို့စိတ်ညစ်နေပြီလားဒါဆိုရင်တော့ရှမ်းမသေးချင်းကထောက်လက်ပတ်စီလေးရှိပါရနော်ထောက်လက်ပတ်ရဲ့အာနိသင်ကြောင့်ဆန္ဒကိုဥဆက်ညံ့ညောစေပါရနော်နေပူတန်တဲ့အပူတန်ကြောင့်ပျက်စီးနေတဲ့ဆန္ဒတွေကိုပြန်လည်နူးညံ့လာစေပါရနော်ဆန္ဒကိုအာဟာရဖြစ်ပြီးလို့ပုံကြလှပစေပါရနော်ကွန်ဒီရှင်နာတိတက်သုံးစရာမလိုအောင်ဆန္ဒကိုပျော့ပြောင်းစေရဒါလေးပါပဲရှင်နောက်ဆုံးတစ်ခုကတော့အော်ဂန်နစ်စစ်စစ်မှာကြက်ကြက်တူရဲ့အတွက်ရှမ်းပြည်နယ်ကထွက်တဲ့100ရာခိုင်နှုန်းတဘာအုံးဒီစစ်စစ်ပဲဖြစ်ပါနော်။ဘာသာတို့ပစ္စည်းများမပါတဲ့အတွက်ကလေးကအစလူကြီးအစုံယုံကြည်စိတ်ချစွာသုံးလို့ရပါတယ်နော်။စပင်ကိုနက်မောင်ပြောင်းလဲစီပြီးအဖျားနှစ်ခွက်ဖြစ်တော့ကိုတက်စီးပေးပါတယ်နော်။စပင်တွေမကပဲအသားရည်6တူတဲ့နေရာတွေမှာပါလိမ့်လို့ရတဲ့အုံးစီလေးပဲဖြစ်ပါတယ်နော်။